ရွှေဘုံမြို့ပေါ်ကထွက်လာစစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်မှုစစ်သား20ကျော်သေဆုံးပြီးရုံလောင်းတဲ့လက်နက်ခဲများသိမ်းဆရာရှင်စကိုင်းတိုင်းရွှေဘုံမြို့ပေါ်ကနေထွက်လာအကြပ်ဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်မှာစစ်သား20ကျော်သေဆုံးပြီးရုံလောင်းတဲ့လက်နက်ခဲနဲ့သိမ်းဆရာရှိခဲ့ကြောင်းရွှေဘုံမြို့နယ်လျက်စီမုံတိုင်းပြောက်ကြားတပ်ဖွဲ့ပလိုင်းဘက်ကဖတာဝန်ရှိသူကပြောတယ်နိုဝင်ဘာ29ရက်နေ့မိုးလဲ3:20မိနစ်ခန့်ချိန်ရွှေဘုံမြို့တောင်ဘက်မုတ်ကနေထွက်လာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတော်လိုင်းမာမိတ်တပ်ပေါင်းစုတွေကကြားပြတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ကျပ်ဖက်စစ်သား20ကျော်သေဆုံးပြီးလက်နက်ခဲနေရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်တွေကနေမြေရှင်းလင်းပြုလုပ်စဉ်စစ်သားလောင်နေသိမ်းဆရာရှိခဲ့တယ်။ရွှေဘုံမြို့တွင်ကနေတောင်ဘက်မုတ်ကိုထွက်လာအင်အား80ကျော်ပါစစ်ခွေးစစ်ကြောင်းကျွန်တော်တော်လိုင်းမဟာမိတ်တပ်ပေါင်းစုတွေကကြားပြတိုက်ခိုက်ခဲ့တာစစ်ခွေးရဲခွေးနဲ့ပြူခွေး20ကျော်သေဆုံးတယ်လို့သိရတယ်။နောက်ပြီးလက်နက်ခဲနေလည်းသိမ်းဆရာရှိပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်လျက်စီမုံတိုင်းပြောက်ကြားတပ်ဖွဲ့ပလိုင်းဘက်ကဖာနဲ့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းကအထိနာပြီးရွှေဘုံမြို့တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။ဆလဘီရေစကြိုမြို့နယ်ရှိကြတွေကိုစစ်ကြောင်းတို့မီရှိုနဲ့စစ်တပ်ကိုတော်ရဆက်တိုက်ကြားပြတိုက်ခိုက်မှုစစ်ကြောင်းမှုပိုကြီးမင်းတေစာအပါဝင်စစ်သား40ဦးသေဆုံးပြီးအလောင်းတွေကိုမီရှိုဖျောက်ပြန်မကွေးတိုင်းရေစကြိုမြို့နယ်ရှိကြတွေကိုစစ်ကြောင်းတို့မီရှိုနဲ့အကြပ်ဖက်စစ်တပ်ကိုတော်ရဆက်တိုက်ကြားပြတိုက်ခိုက်မှုစစ်ကြောင်းမှုပိုကြီးမင်းတေစာအပါဝင်စစ်သား40ဦးသေဆုံးပြီးအလောင်းတွေကိုမီရှိုဖျောက်ပြသွားကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖသတင်းတာဝန်ခံကပြောတယ်နိုဝင်ဘာ25ရက်နေ့မနက်10:00နာရီခန့်မှာရေစကြိုမြို့နယ်ရှိခလာ956တိုင်ရင်ခလာ959တိုင်နဲ့ခလာ958တိုင်တို့မှထွက်လာတဲ့အင်အား100ကျော်ပါချက်ဖက်စစ်တဲ့စစ်ကြောင်းကထန်းဆယ်ပင်ကျေးရတောက်ဘက်ကိုထွက်ခွာလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကရာတိကျေးရနဲ့ထန်းဆယ်ပင်ကျေးရကြားကိုရောက်မှကြားပြတ်တိုက်ခိုက်ခဲ့တယ်။ထို့အထိတွေတိုက်ပွဲမှာ2နိုင်ကကြာမြင့်ပြီးချက်ဖက်စစ်တဲ့ဘက်ကစစ်ကြောင်းမှုပိုကြီးမင်းတေစာပါဝင်3ဦးသေဆုံးပြီး9ဦးတန်ရရှိခဲ့ကြောင်းတိုက်ပွဲတွေထိနာခဲ့စစ်တဲ့စစ်ကြောင်းကရာတိကျေးရတွေကိုရောက်သွားပြီးပြည်သူ့ပိုင်ပစ္စည်းကိုခိုးယူခြင်းဖျက်ဆီးခြင်းတွေပြုလုပ်ခဲ့တယ်။နိုဝင်ဘာ29ရက်နေ့မှာထိနာနေစစ်တဲ့စစ်ကြောင်းကရွာတိကျရမှာညောင်ဆောက်ကျရဘက်ကိုကူလာပြီးပြည်သူပိုင်နဲ့ဆယ်လုံးကိုမိရှို့ကပြည်သူပိုင်ပစ္စည်းကိုခိုးယူပြီးရေစကြိုမျိုးပေါ်စီမံရုံပေါင်းစုံတွေကိုတည်ဆောက်နေကြောင်းသိရပြီးတော်လိုင်းတပ်ဖွဲ့တွေကညောင်ဆောက်ကျရတွေအနီးကပ်ဝေရောက်တိုက်ခိုက်ရမှာမိနစ်နဲ့စက္ကန့်တိုက်ပွဲဖြစ်ပွားပြီးစစ်သားတအုပ်တေဆောင်ကနှုတ်ထိခိုက်ရရှိခဲ့တယ်နိုဝင်ဘာ29ရက်နေ့မှာစစ်တပ်စစ်ကြောင်းကညောင်ဆောက်ကျရမှာတက်ဆင့်ရွှေချောင်းကျရနဲ့ပေါတော်ကျရတွေကိုဝေရောက်ကပြည်သူပိုင်ပစ္စည်းကိုယူဆောင်သွားပြီးရေစကြိုမျိုးနဲ့စီမံရုံပေါင်းစုံတွေကိုဝေရောက်ကဒိုမတက်ဆင့်ခလာ958တိုင်ကိုဝေရောက်သွားကြောင်းသိရတယ်ကျွန်တော်ပထမနေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာစစ်ကြောင်းမှုပိုကြီးမင်းတေစာပါဝင်တပ်သား2ယောက်သေဆုံးနဲ့အားလုံးပေါင်း3ဦးသေဆုံးနဲ့ဒုတိယနေ့တရက်မှာတိုက်ပွဲဖြစ်တဲ့နေရာမှာ1ယောက်သေဆုံးနဲ့စုစုပေါင်း4ယောက်သေတယ်ကျွန်တော်နေမြေရှင်းလင်းတဲ့နေရာမှာလက်နက်ခဲသိမ်းဆီးရမိရမျိုးမတွေ့ခဲ့ဘူးကျွန်တော်သိမ်းဆီးရမိခဲ့တဲ့လက်နက်ခဲတော့မရှိခဲ့ဘူးပြည်သူတွေဖမ်းဆီးရမျိုးတော့ရှိပါတယ်ညောင်ဆောက်ကြေးရကတော့အများဆုံးမိတယ်အားလုံးပေါင်း900လောက်ကိုခံမှန်းပြီးတရားလုံးနှိပါပုံကြီးကြောင်တွေကိုထည့်ထားတာပြည်သူပိုင်ပစ္စည်းရွှေတွေပြုတ်ခိုင်းတဲ့ငကက်ပိုင်ငကက်ဆွဲကြိုးပိုင်ဆွဲကြိုးပြုတ်ခိုင်းပြီးအဲ့အောင်ယူသွားတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရေးစကြိုမျိုးနဲ့ပကဖားနဲ့အတူပကုတ်ခုခရိုင်တိုင်းအမှတ်9နေဦးစစ်တဲ့ရှေ့လက်ကျွန်းဒေသစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်ဆလပီမြင်းချံမျိုးနယ်မှာပြည်သူ့စစ်ကောင်းဆောင်တီရာယူမွန်ဖွဲ့ကပြူစော်တီလိုက်ပိုင်းကောင်စာပြတ်တိုက်ခိုက်မှု9ဦးသေဆုံးပြီးတနက်3လုံးနဲ့ခဲရမြသိမ်းစီရမိမန်လေးတိုင်းမြင်းချံမျိုးနယ်မှာပြည်သူ့စစ်ကောင်းဆောင်တီရာယူမွန်ဖွဲ့ကပြူစော်တီလိုက်ပါလိုက်ကောင်စာပြတ်တိုက်ခိုက်9ဦးပွဲချင်းပြီးသေဆုံးပြီးတနက်3လုံးနဲ့ခဲနေသိမ်းစီရရှိခဲ့ကြောင်းပခုတ်ကူမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှကလေးနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောတယ်။နိုဝင်ဘာ29ရက်နေ့မနက်7:00နာရီခန့်မှာမြင်းချံမြို့နယ်ပြည်သူ့စစ်ကောင်ဆောင်တီရာယူမွန်ကပြူစော်တီလိုက်ပါလိုက်ကောင်ပခုတ်ကူ Special Traffic ပခုတ်ကူမျိုးနယ်တန်ရင်တင်မှာရဲဘော်ဒီနဲ့ရဲဘော်တပူဦးဆောင်တဲ့ဘွဲကညာဦးမြင်းချံလက်ပိုက်တနေရာရောက်မှကြားပြတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေပြူစောတိ9ဦးပွဲချင်းပြီးတေဆောင်ကဂျီ3တနက်တလက်ကာပိုင်နဲ့လမ်းနဲ့အကြည့်များပြသိမ်းဆရာရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းတပ်ဖွဲ့တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ပါလာတဲ့9ယောက်လုံးအကုန်သေးတဲ့စစ်ခွေး9ဦးနေရာတွေပွဲချင်းပြီးတေဆောင်တဲ့စစ်ကော်မရှင်နေနဲ့ပြည်သူတွေမကြည့်ဘူးဆိုရင်ဘယ်နေရာပဲနေမလုံခြုံဘူးဆိုတာကိုအသိပေးခြင်းနဲ့လို့ပခုတ်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောတယ်။